USA မှာနေတဲ့အမချောချောရဲ့အမကိုချစ်လို့နော်အမရဲ့အမကိုအမတင်ထားတဲ့ဗီဒီယိုဖိုင်ကိုတွေ့ပြီးမှအမကိုချစ်လို့ပြန်ပြောချင်လို့ညီမလိုင်းတက်လာပြီပေါ့နော်အမှန်တကယ်တော့အခုအိတ်တော့မလို့ပဲအမကိုချစ်လို့နော်ဒီမှာ USA မှာနေတဲ့အမဒီအမလေသူ USA မှာနေရနှစ်တော်ကြာသွားပြီပေါ့နော်အတန်နာမမြန်မာအတန်မပေါက်တော့ဘူးဒီလားအမဒါပေမဲ့အမပြောတာကိုညီမကောင်းကောင်းနားလဲတယ်နော်ကောင်းကောင်းလေးနားလဲပါတယ်ရှင့်ညီမလေးအမရဲ့အတန်ကိုအရင်ဦးဆုံးဖွင့်ပြီးတော့ပေးနားထောင်မယ်နော်အမပြောပါဘယ်လိုရပြဒီအမချောချောလေးပြောတာUSA မှာနေရအော်ခဏလေးနော်ဒီမှာစာလေးတော့ရေးထားတယ်မကြည့်ချင်တော့ကြော်သွားပါတဲ့အမရေအမကညီမလေးတို့ကိုပြောထားတယ်ဆိုတော့ညီမလေးလည်းအရင်ကြည့်ချင်တာလေအဲကြောင့်မို့ညီမလေးဝင်ကြည့်လိုက်ပြီနော်အမကိုပြောပေးမယ်အမပြောပါဘယ်လိုရပြပြောတော့အမရေမြန်မာလိုတော့ပြောနော်ညီမလေးတို့အင်္ဂလိပ်လိုမပြောဘူးညီမလေးကမြန်မာပဲနေတာမြန်မာနိုင်ငံမှာပဲအမပြောချင်တယ်လို့ပြောအမအစင်ပြေတယ်လို့ပြောဟုတ်ကဲ့ဟုတ်အော်မာယာလေးဆိုတော့ဟိုကလေးမလေးမော်လမြိုင်ကသူ့ယောက်ျားနဲ့ခဏရံဖြစ်တာဟုတ်တာပေါ့အမမနာဘောအမရေမနဲ့အမဖြစ်ပြောဟုတ်တယ်အမရေညီမလေးတို့ရွှေတွေဝတ်ထားတာဟုတ်တယ်မာယာလေးကတိတ်အစိမပြေတော့ယောက်ျားကလည်းသူ့ဘာနားမလဲဘူးနားမလဲပြီးတော့ဘာလဲသူကဝိုင်းပြောချင်ကြလားမာယာလေးမှာပတ်စံရွှေတွေနဲ့မဟုတ်ဟိုညီမလေးရောက်ရှိတဲ့ရွှေတွေဝေးပြီးတော့အဲ့လိုပြောဒါဆိုရင်အမကညီမလေးတို့ရဲ့ဖန်အစ်စ်လုံးဝတည်ကြတော့ပြီနော်မမတဲတို့ညီမတွေအမြဲတမ်းဗီဒီယိုဖိုင်တက်တိုင်းအမအမြဲတမ်းကြည့်နေလို့ညီမလေးတို့ရွှေအများကြီးဝတ်တာအမတိတာနော်အမရေညီမလေးပြောပေးမယ်အမအရင်ပြောလိုက်ပြီးမှညီမလေးပြောပြပေးမယ်နော်အမကအထင်လွဲတာပေါ့နော်ပြောပြမယ်နည်းနည်းလေးရေးလိုက်မယ်နော်အမပြောတဲ့မြန်မာစကားညီမလေးနားလဲတယ်ရှင်ရပြီအော်နည်းနည်းရေးလိုက်ရအောင်မယ်ရပြီပြောလို့ရပြီခဏလေးနော် line ကလည်းထင်နေတယ်ပြောလို့ရပြီနော်ခဏလေးအမရဲ့အတန်မေးအမ USA မှာနေတော့မြန်မာစကားတိတ်မပြီတော့ဘူးလေဟုတ်တာပေါ့ဟုတ်တယ်အမတို့မာယာလေးကိုပေးချင်တာလားရတယ်အမပေးလို့ရတယ်ဟုတ်တယ်တနာဖို့ကောင်းတယ်အမရေဟုတ်တယ်အမအလုပ်လုပ်တာညီမလေးတွေ့တယ်